စိတ်တွေညစ်ပြီးတော့ဘာမှမလုပ်ချင်တော့တဲ့အခါငါဒီလုံနေလို့မဖြစ်ဘူးဆိုပြီးကိုပြန်ထိန်းချုပ်ပါအခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့အခါအားမလျှော့လိုက်ပါနဲ့အခက်ခဲတိုင်းကသင်ကိုကြန့်ခိုင်တန်မာစိန်မှာပါကိုအားကိုပြီးအရောက်လန်းသွားမဲ့ပန်းတိုင်လေးတစ်ခုအိမ်မက်လမ်းလေးတစ်ခုဖန်တီးရယူပါတခါတလေငိုစရာရှိရင်လူမရှိရဲ့တနေရာမှာသွားပြီးအော်ငိုပြစ်လိုက်ပါငိုတဲ့ရင်ငိုလိုက်ပါမငိုရာကြာရင်မငိုတတ်တဲ့သူဖြစ်သွားမယ်နော်တခါတလေမှာဝမ်းနေနေရင်အားရပါရကိုချလိုက်ပါပြီးရင်တည်ငြိမ်လာပါလိုက်မယ်အစင်မပြေရင်လည်းအစင်ပြေသလိုနေပါတချို့ကြတော့စူးစမ်းပြီးမယ်အစင်မပြေကြတယ်မစူးစမ်းပဲထိုင်နေရင်ပိုအစင်မပြေဖြစ်သွားပြန်တယ်ထပ်ပြီးတော့စူးစမ်းပါလူဆိုတာစူးစမ်းခြင်းစိတ်ရှိရင်ဘလောက်ပဲအသက်တွေရဖြစ်လာနိုင်ပါတယ်ဆုံးရှုံးမှုတွေရှိရင်လည်းစိတ်ကိုဖြည့်ပြီးနောက်တစ်ချိန်မမားအောင်တတိထားပါဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာဘယ်တော့မှမရနိုင်ဘူးလို့လမ်းတစ်ဖက်တည်းလက်လျှော့လိုက်တဲ့အောင်မြင်ခြင်းဆိုတာလေမရှိနိုင်ပါဘူးလောကမှာနားမလဲတဲ့အရာတွေရှိနိုင်ပါတယ်အရေးကြီးတာကနားမလဲတာကိုနားလဲအောင်စူးစမ်းဖို့ပါအကောင်းစားရင်မွေးနှံမလို့ဘူးကိုကျင့်တရားကောင်းအောင်လေးပါကိုကျင့်တရားကောင်းရင်စိတ်ထားကောင်းရင်ကိုသီးနဲ့မွေးနေမှာပါဘယ်သူကိုမှလည်းမလိမ့်ညာပါနဲ့အမှန်တရားဆိုတာတနည်းနည်းတစ်ချိန်ချိန်ပေါ်ပေါက်လာစမြဲပါအမားရှိခဲ့တိုင်းလည်းအပြစ်မဟုတ်ဘူးတချို့အမားတွေကတန်ရှင်းပါတယ်လူသားတိုင်းအမားနဲ့မကင်းနိုင်တယ်လို့အမားရှိမှအမှန်ဆိုတာဖြစ်လာမှာပါအဓိကကအမားတွေကိုသင်ခန်းစာအဖြစ်ရယူပြီးနောက်ထပ်တစ်ခါထပ်မမှာဖို့အမားတွေကတဝဲလေလေမနေတတ်ဘူးပဲလိုပါတယ်ဘဝမှာတန်ဖိုးအရှိဆုံးအရာဟာအခြားမဟုတ်ဘူးအသက်ရှင်နေထိုင်တာပါဆိုပြီးစာပေလေးကိုမငင်းရတယ်ပြီးတော့ဖတ်ပြပေးသွားပါတယ်မင်္ဂလာပါမှတ်ငိမ့်ပါနောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်ကျေးဇူးတင်ပါတယ်